စိတ်ထဲမှာအလုံးမလဲရဲ့မို့ဖိုးလာမင်းကိုအောင်လွယ်ခိုင်းရမယ်သူ့ကိုမှချစ်မိနေပါတယ်တွေ့နေမြင်နေရမို့ဒီပြောက်ကိုလည်းမလွယ်မျက်စိတဲ့တွဲလက်သူ့လာပြီးကူမေးတဲ့ပွဲရပဲပွင့်အောင်ထားလို့ပြုံးတွေ့ဖို့လဲကလာရီကိုပဲဆုံးမနိုင်လို့နဲ့သူ့မှချစ်မိနေပါတယ်တွေ့နေမြင်နေကြမို့ဒီပြောက်ကိုလည်းမလွယ်မျက်စိတဲ့တွဲလက်ဆိုမနိုင်လို့နဲ့ချစ်တဲ့စိတ်ကိုမျိုးသိကတားတော့ငါစိတ်အားကငင်ငယ်ပေါ်၍ပြုံးနဲ့ချစ်စရာကောင်းတဲ့ချစ်သူရဲ့မောင်ချစ်တဲ့အကြောင်းတွေပြောတဲ့ခါဝဲညွန်ညင်စိတ်ဓာတ်နဲ့မျက်နှာလှလှပြုံးပြမဆုံးလို့ရဲ့မစီစာခွေမပိုးပဲလာမင်းမတစင်ချစ်တဲ့အကြောင်းပြောပါမယ်ချစ်ချင်းရေကြည်ပြူပါလေဆိုရင်ချစ်ရဲ့ဟိုးရွှေလာမင်းကိုပြုံးရုံကလေးပြုံးပြလိုက်တော့ခွေအောင်ပဲတော့ဟိုးရွှေလာမင်းရဲ့ဒီနေ့ကဝင်ကမပြေးနဲ့တောင်းမှန်မယ်အောင်တွေတော့ဖူးရွှေလာမင်းရဲ့တိမ်နေကိုဝင်ကမပြေးနဲ့တောင်းမှန်မယ်ချစ်သူဒီတကားတို့ဤကလေးမလာမင်းမရှိတယ်တွေ့ရင်ဝေရှာမောရပါလေချစ်ရဲ့ဒီတကားလာမင်းတွေ့ရင်ပြုံးပြောင်ပြုံးကြလိုက်တော့ခွေမောင်ချစ်တဲ့ညောင်တွေပြောတဲ့ခါဝဲညွန်ညင်စိတ်ထားနဲ့မျက်နှာလှလှအပြုံးပြမဆုံးလို့ရဲ့ကြည့်မစီစာခွေမပိုးပဲနာမည်မတစင်ချစ်တဲ့ကြောင့်တွေပြောပါမယ်ချစ်ချင်းရေတို့ကြည်ပြပါလေဆိုရင်ချစ်ရဲ့ဖို့ရွှေလာမင်းကိုပြုံးရုံကလေးပြုံးပြလိုက်တော့ခွေအောင်တွေတော့ဖို့ရွှေလာမင်းရဲ့အိမ်ထဲကဝင်ကမပြေးနဲ့တောင်းမှန်မယ်အောင်တွေတော့ဖို့ရွှေလာမင်းရဲ့အိမ်ထဲကဝင်ကမပြေးနဲ့တောင်းမှန်မယ်ချစ်သူလေးတလားတို့ဤကလေးများလာမင်းမရှိတယ်တွေ့ဝေရှာမောရပါလေချစ်ရဲ့ဒီတခါနာမင်းတွေ့ရင်ပြုံးပြောင်ပြုံးပြလိုက်တော့ဝေ